ရောက်တိုင်းပေါ်မှာကယ်တင်ခြင်းတက်ရောက်ပါစေအာမင်ဒီကနေ့ညမှာကြတော့ယေရှုခရစ်တော်အဖြစ်ကျွန်တော်ရရှိတဲ့ဂျေဇုတော်အကြောင်းဓမ္မဟောင်းထဲမှာဘယ်လိုမျိုးထင်ရှားလဲဆိုတဲ့ဟာကိုကြည့်ရအောင်ဓမ္မရာယဝင်ဒုတိယဆောင်အခန်းကြီး9အခန်းငယ်1ကနေအဆုံးထိပေါ့အဲ့တော့ကျွန်တော်တို့အခန်းငယ်1ကိုဖတ်မယ်တဖန်ဒါဝိဒ်ကငါဒီယောနသန်အတွက်ဂျေဇုပြုဆရာအခွင့်ရှိခြင်းကရှောလုအဆွေအမျိုးတဆုံတယောက်ကြံကျွမ်းသေးတလို့ဟုမိတော်အခန်းငယ်2ရီဘအမေရှိတော်ဆောလု၏အဆွေမျိုးနဲ့ဆိုင်တော့ကျွန်တယောက်ကိုအထာတော်တို့တွင်း၍ရှင်ဘရင်ကတင်ဒီရီဘမန်တလို့ဟုမိလျင်ကိုရောကျွန်မန်မာဒီဟုပြန်လျှောက်လေ၏ရှင်ဘရင်ကလည်းဘုရားသခင်ကလူတော်တိုင်းငါဂျေဇုပြုဆရာအခွင့်ရှိခြင်းကဆောလု၏အဆွေအမျိုးတဆုံတယောက်မျှမရှိတလို့ဟုမိလျင်ရီဘကယောနသန်၌ချီဆွိတော့သားတယောက်ရှိပါသည်ဟုလျှောက်တော်ဖတ်တော်ရဲ့နှုတ်ကပတ်တော်အဖြစ်ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဒါဝိမင်းကြီးကယောနသန်နဲ့ပြညင်ပြုတ်တယ်အဲဒါကြောင့်အဲ့ဒီပြညင်ကိုဒါဝိကလုံးဝမမိဘူးသူတို့ပြညင်ပြုတ်တဲ့အချိန်မှာသူ့ရဲ့လက်မောင်းကိုဓာတ်နဲ့လေးလိုက်တယ်ယောနသန်ရဲ့လက်မောင်းကိုလည်းဓာတ်နဲ့လေးလိုက်တယ်ပြီးတော့မှသူတို့ရဲ့သွေးချင်းတာဒီလိုမျိုးစီးဆင်းတော့သူတို့ဓာတ်နဲ့လေးတဲ့ဓာညာတွေထဲမှာဒီလိုဆက်ပြီးမှယောနသန်ရဲ့သွေးရဒါဝိထဲမှာစီးဆင်းတော့ဒါဝိရဲ့သွေးရယောနသန်ထဲမှာစီးဆင်းတော့အဲ့လိုမျိုးနဲ့သူတို့ပြညင်ပြုတ်ထားတယ်အဲ့ဒီပြညင်ကအမတန်မှရေးကြီးတဲ့ပြညင်အဲ့ဒါကြောင့်ဒါဝိကဒီမှာဓမ္မရာယဝင်ဒုတိယဆောင်အခန်းကြီး9ရောက်တဲ့အခါမှာသူကပြောလဲဆိုငါယောနသန်နဲ့ပြညင်ပြုတ်ခဲ့တဲ့သူဖြစ်တယ်အဲကြောင့်အဲ့ဒီယောနသန်အတွက်ငါဂျေဇုပြုတ်ခြင်းနဲ့အတိပယ်ရပါလဲယောနသန်နဲ့ပြညင်ပြုတ်ခဲ့တဲ့အတွက်ကြောင့်ငါအခမဲ့နဲ့ကောင်းချီးမင်္ဂလာကိုသူ့အမျိုးတွေတစုံတယောက်ရှိရင်ပေးခြင်းနဲ့မထိုက်တန်ရင်လည်းငါပေးခြင်းနဲ့အခမဲ့နဲ့ဘယင်းရဲ့မျက်နှာတာကိုငါပေးခြင်းနဲ့အဲ့ဒါကြောင့်ရှာပေးကြပါဆိုမှဒါဝိကပြောတယ်ဒီကနေ့ဒါဝိကယေရှုခရစ်တော်ဒါဝိကဘုရားသခင်ကိုအမြဲတမ်းပုံဆောင်ထားတယ်အဲဒါကြောင့်ဘုရားသခင်ကဒီကနေ့မှာကျွန်တော်တို့အားလုံးနားလည်ထားဖို့ကပါလဲဆိုယေရှုခရစ်တော်နဲ့ပြင်ပြုတ်ခဲ့တယ်အဲဒါကြောင့်လေဝါကရိုက်မှာတွန်းနဲ့သွေးဟာပြင်သွေးဖြစ်တယ်ဒါကြောင့်ပြင်သွေးဓမ္မဟောင်းမှာလဲတရိษံရဲ့သွေးကိုအသုံးပြုတယ်ဓမ္မသစ်မှာကျတော့တရိษံမဟုတ်နွားစိတ်သွေးရဲ့အသွေးမဟုတ်တော့ဘဲနဲ့ယေရှုခရစ်တော်ကမြင့်မြတ်သွေးတော်ဖြင့်ပြင်ပြုတ်ထားတယ်အဲ့ဒီသွေးကိုလည်းကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုစေးကြောတဲ့အသွေးဖြစ်တယ်အဲ့ဒီအသွေးကယနေ့တက်တေခံတဲ့အသွေးဖြစ်တယ်အဲ့ဒီအသွေးကယနေ့စကားပြောတဲ့အသွေးဖြစ်တယ်အဲ့ဒီအသွေးကကျွန်တော်ကိုကွယ်ကာဆောင်းရှောက်တဲ့အသွေးဘုရားသခင်နဲ့ကျွန်တော်ကြားမှာယဉ်ငင်းခြင်းကိုဖြစ်စေတဲ့အသွေးအဲ့ဒီအသွေးကယနေ့ကျွန်တော်တို့ရဲ့တက်တာကွယ်ကာဆောင်းရှောက်တဲ့အသွေးအမတန်မှတကိုးကြီးတဲ့အသွေးစာတာနာတတ်လို့မရတာဒီအသွေးပဲရှိတယ်စာတာနာယေရှုခရစ်တော်ကားတိုင်းပေါ်မှာတင်တယ်တတ်လိုက်တယ်ဒါပေမဲ့ तू တတ်လို့မရတာကအသွေးတော်ဖြစ်တယ်အဲကြောင့်ဒီမှာယေရှုခရစ်တော်နဲ့ဘုရားသခင်ကပြင်ပြုတ်ခဲ့တယ်အသွေးအဖြစ်အဲဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုယနေ့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကိုရှာဖွေနေတယ်ငါဘယ်သူ့ကိုဂျေဇုပြုတ်ရမလဲဆိုမှရှာဖွေနေတာတဲ့အတူတူပဲဒါကြောင့်ဘယင်တကာတို့ရဲ့ဘယင်ကကျွန်တော်တို့ကိုလိုက်ရှာနေတယ်ဘယင်တကာတို့ရဲ့ဘယင်ကကျွန်တော်တို့ကိုအခမဲ့ပေးခြင်းတယ်ဘယင်တကာတို့ရဲ့ဘယင်ကကျွန်တော်တို့ကိုအမျက်ဆုံးတော့မျက်နှာตาပေးခြင်းတယ်ဘယင်တကာတို့ရဲ့ဘယင်ကကျွန်တော်တို့ကိုဘက်ဆုံးကောင်းခြင်းမင်္ဂလာနဲ့ပြေဝဖို့အလိုတော်ရှိတယ်ဂျေဇုအထူးပြုခြင်းနဲ့ဖခင်သခင်ဖြစ်တယ်အဲဒါကြောင့်ဒါဝိဒ်ကလိုက်ရှာတယ်အခန်းငယ်1မှာရီဘကိုတွေ့တယ်ရီဘကိုတွေ့တော့အခန်းငယ်3ရောက်တဲ့အခါမှာရီဘဘုရားသခင်ရဲ့လူတော်တိုင်းတဲ့ဂျေဇုပြုတာကဘုရားသခင်ရဲ့လူတော်ဖြစ်တယ်မျက်နှာตาကြောင့်ကြွေးကြော်တာကြည်ညာတာကဘုရားသခင်ရဲ့လူတော်ဖြစ်တယ်အဲဒါကြောင့်ဒီမှာပြောတာလေရှင်ဘရင်ကဘုရားသခင်ရဲ့လူတော်တိုင်းငါဂျေဇုပြုဆရာအခွင့်စီခြင်းကဆောလု၏အဆွေမျိုးတဆုံတယောက်မရှိတလို့ဟုမိလျင်ရီဘကယောနသန်နဲ့ချီဆွေတော့သားတယောက်ရှိပါသည်ဟုရှောက်တော်ယောနသန်ရဲ့သားတယောက်ရှိသေးတယ်ဟာလေလုယာဘုရင်ကယံဂျေဇုပြုခြင်းလားသူရဲ့အထဲမှာဂျေဇုတော်နဲ့အလွန်ကြွယ်ဝပြီးဆုံးတဲ့အတွက်ကြောင့်ဘယင်ကဂျေဇုပြုတ်ချင်တာဘယင်ကအခမဲ့နဲ့ပေးချင်တာအဲ့ဒါကြောင့်လိုက်ရှာခိုင်းတာဘာကြောင့်လဲပြင်ညင်ကြောင့်ယနေ့ခရစ်တော်ရဲ့သွေးတော်ဟာငါတို့အတွက်ပြင်ညင်ချက်တယ်အဲ့ဒီသွေးတော်ကိုမြည်ပြုတ်ပြီးမှတန်ရှင်းဆုံးသောဌာနထဲမှာကျွန်တော်ဝင်ရတော့ခွင့်ကိုရရှိထားတယ်အဲ့ဒါကပြင်ညင်သွေးကြောင့်ပြင်ညင်သွေးကြောင့်ကိုယ့်ရဲ့ကောင်းမြတ်ခြင်းမပါဘူးပေးကနိုင်လို့မဟုတ်ပါဘူးစွတ်တောင်းနိုင်လို့မဟုတ်ပါဘူးအစာရှောင်နိုင်လို့မဟုတ်ပါဘူးခရစ်တော်ရဲ့သွေးကငါတို့ကပစ္စည်းသမျှကိုစေးကြောပြီးဖခင်သခင်နဲ့အနီးဆုံးဖြစ်တဲ့ယာယပလင်ပေါ်မှာယေရှုခရစ်တော်ရဲ့အထဲမှာထိုင်ခွင့်ပေးထားတာခရစ်တော်ရဲ့သွေးဖြစ်တယ်
tuy rồi tôi gua giờ này mà lấy sạc biểu đi tuy biểu đấy tan của phải ta khi nào mấy lần trả Abila ta khai ya bị mẹ tua tuy sạc biểu rồi phải ta khi nào trả giờ này Abila ye tuy rồi mà phải ta khi nào trả này đấy rồi Kari rồi ye tuy lâu quá phải ta khi nào trả cho giờ này đi mà Jonathan này đấy chỉ suy đồ ta thì sẽ vậy chỉ đâu là phép salon mà ta mà xuân chết này đấy ta thì sẽ đấy giờ này biết cháu mua lô chân cho mà đâu along lên chỉ mà ta mà xuân chết đấy đi trên mà coronavirus chẳng cho nó đâu lên chỉ mà ta mà xuân cái độc chết để bé mà toa lâu miao liền này khai chuẩn mà xuân lên xem mà bị cá này khai chuẩn mà xuân lên xem mà bị giờ thang này khai chuẩn mà xuân lên xem mà bị giờ này cho mà đâu along lên chỉ mà ta mà xuân cái độc chết để bé mà toa lâu miao phía trong lên toa lâu miao chân sa trong lên tên lâu miao sa trong su tông lên nhà mà lên toa lâu miao home cell lên toa lâu miao Every chain mà cho nó alo à battery à mà lấy số rồi đi tập máy của battery à phụ chết đấy. Cái chẳng Jonathan mà chỉ suy đồ ta tiêu xí đấy. Giờ này Giêsu Christ nói taဖြစ်နေတဲ့မိတ်ဆွေနဲ့ကျွန်တော်ကလမ်းမလျှောက်နိုင်တော့သူကဲ့သို့ဖြစ်ပေမဲ့ဘုရားသခင်ကကျွန်တော်တို့အတွက်ယေရှုပြုခြင်းနဲ့စိတ်ဓာတ်အပြည့်ဝရှိတယ်။ဒီချိန်မှာကျွန်တော်အခြေအနေမျိုးမျိုးကြောင့်ဘယ်မှသွားလို့မရပေမဲ့ခြေတလန်းလန်းဖို့တော့မှခက်ဖြစ်ပေမဲ့ဖယားသခင်ကကျွန်တော်တို့အကောင်းဆုံးသောအရာကိုစီစဉ်ပေးတယ်အဲ့ဒါမိတ်ဆွေကိုဖယားသခင်ကချစ်တာမိတ်ဆွေပေါ်မှာယေရှုပြုခြင်းတာမိတ်ဆွေတွားတဲ့နေရာတိုင်းမှာသူ့ရဲ့ကောင်းချီးမင်္ဂလာအဖြစ်စေးကြိုခြင်းနဲ့ဖယားသခင်ချစ်တယ်ဆက်ပြီးတော့ကြည်ရအောင်အခန်းငယ်လေးရှင်ဘရင်ကသူရဲ့ဘယ်မှာရှိသနည်းဟုမြည်ပြန်လေရီဘကလောဒီဘာယွာအမောလာတာမခိရာအိမ်၌ရှိပါသည်ဟုရှောက်၏သူရှိတဲ့နေရာကချင်းမတန်မစွမ်းဖြစ်တယ်နံပါတ်1သူရှိတဲ့နေရာကသူ့ရဲ့မြို့ကဘယ်နေရာလဲဆို Lord the Bar အဒီပဲပါလဲဆိုဘာတစ်ပင်မှမရှိဘူးမြက်ပင်ဒီလုံးဝမရှိတဲ့နေရာအဲ့ဒါကြောင့်ချင်းမတန်မစွမ်းဖြစ်တယ်ဘာပင်မှမပေါက်တဲ့နေရာဆိုတော့အမတန်မှနေကြတဲ့ဘဝမှာရောက်နေပြီအဆူဆုံးသောနေရာရောက်နေပြီ now ဘယ်သူအိမ်မှာသူကရှိတာလဲဆိုတော့မာခိရာအိမ်မှာရှိနေတယ်တဲ့မာခိရာရဲ့အဓိပ္ပာယ်ကြတော့ပါလဲဆို sold out ရောင်းပြီးပြီတဲ့ချီမတန်မစွမ်းဖြစ်တဲ့သူ့ရဲ့ချင်းနေနံပါတ်1မှာကြတော့သူနေထိုင်တဲ့နေရာမှာပင်မမပေါက်တဲ့နေရာတော်စာခေါင်းပါတဲ့နေရာနံပါတ်3ကျတော့သူနေထိုင်တဲ့အိမ်ရောင်းပြီးသားအိမ်ဖြစ်နေတယ်အဲဒါကြောင့်အဓိပ္ပာယ်ဒီအားလုံးမှာဟဲ့ဗျာနာမည်ဒီအားလုံးမှာအဓိပ္ပာယ်ရှိတယ်အဲ့လောက်အဆူဆုံးသောနေရာမှာရှိပြီမဲ့ဘယင်ကသူ့ကိုယေရှုပြုတ်ခြင်းတယ်ဘယင်ကသူ့ကိုရှာခိုင်းတယ်ဘယင်ကသူ့ကိုခေါ်လာခဲ့လို့ပြောထားတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့လည်းအဆူဆုံးသောခြေနေမှာရှိပြီမဲ့မြန်မာနိုင်ငံယုံကြည်သူများအဆူဆုံးသောခြေနေမှာရှိပြီမဲ့ဘုရားသခင်ကတင့်ကိုယေရှုပြုတ်ခြင်းတယ်တင်ရှိတဲ့နေရာにလွတ်မြောက်ပြီးမှအကောင်းဆုံးသောစားဖို့အကောင်းဆုံးသောနေရာရောက်ဖို့ဘုရားသခင်အလိုတော်ရှိတယ်အဲ့ဒါကြောင့်ဆက်ဖတ်ရအောင်ထိုအခါဒါဝိဒ်သည်စီလွတ်၍ရှောလု၏သားဖြစ်သောယောနသန်၏သားမေဖိဘိုဆက်ကိုလောဒီဘာယွာအမောလာတာမာခိရာအိမ်မှခေါ်ခဲ့၍သူရှိတဲ့နေရာにခေါ်ခဲ့အဲ့ဒီအပင်မပေါက်နိုင်တဲ့နေရာသူနေဖို့မထိုက်တန်တော့ဘူးခေါ်လာခဲ့ဆင်းရဲချင်းနေရာမှာသူနေဖို့မထိုက်တန်တော့ဘူးတေချင်းရှိတဲ့နေရာမှာသူနေဖို့မထိုက်တန်တော့ဖျားနာချင်းကိုဗစ်ရောဂါရှိတဲ့နေရာမှာသူနေဖို့မထိုက်တန်တော့ပြဿနာမြောက်များစွာထဲမှာသူနေထိုင်ဖို့မထိုက်တန်တော့ခေါ်လာခဲ့ဘယင်းရဲ့အမိန့်ကိုအားလုံးကလိုက်နာရတယ်ယနေ့ကျွန်တော်အဆူဆုံးနေရာにကျွန်တော်တို့ကိုလွတ်မြောက်စေချင်တာဖယားဖြစ်တယ်ယနေ့ကျွန်တော်ယုံကြည်သူဖြစ်တာကဖယားသခင်ကကျွန်တော်ပထမခြေလမ်းတဲ့အနေနဲ့ကျွန်တော်တို့ကိုဆင်းရဲဒုက္ခထဲကနေလွတ်မြောက်အောင်ကယ်ထုတ်တဲ့နည်းဖြစ်တယ်ဆက်ရအောင်အခန်းငယ်6သူရထန်တော်တို့ရောက်တော့အခါပြက်ဝက်လက်ရှိခိုးလီဒါဝိဒ်ကလည်းမေဖိဘောရှစ်ဟုခေါ်လေကိုရောဂျွန်ရှိပါဟုရှောက်လီမေဖိဘောရှက်ရဲ့ဒီပဲပါလဲဆိုတော့ရုပ်တုမျိုးသုံးချင်းရုပ်တုလုံးဝမရှိတော့ဘူးဆိုတဲ့ဒီပဲအဲကြောင့်ဘုရားသခင်ရဲ့အခေါ်ခံခြင်းတဲ့လူတွေအားလုံးမှာလုပ်ရမယ့်အရာကပါလဲဆိုတော့ရုပ်တုကိုလုံးဝအမျိုးသုံးသွားအောင်လုပ်ရမယ်ရုပ်တုနဲ့ပတ်သက်တဲ့ကူးကွယ်ခြင်းတွေအရာအားလုံးကိုကျွန်တော်ဖယ်ရှားမှဘယင်တကာတို့ရဲ့ဘယင်ကကျွန်တော်ကိုခေါ်ခိုင်းတာဖြစ်တယ်အဲကြောင့်ဆက်ရအခန်းငယ်9ဒါဝိဒ်ကလည်းမစိုးရိမ်နဲ့ဘယင်တကာတို့ရဲ့ဘယင်ယေရှုခရစ်တော်ကလည်းထူနည်း၎င်းပဲကျွန်တော်ကိုစကားပြောတဲ့ခါတိုင်းမှာအမဲရန်ပါပြောလဲမစိုးရိမ်နဲ့ဒီလောကမှာကြောက်စရာရှိတယ်
ကုန်ရင်းတော့ကအမတန်မှတက်တယ်အားလုံးကစိတ်ပူပန်ကြတယ်ကြောက်စရာဖြစ်တယ်ဒါပေမဲ့မကြောက်နဲ့အေမနွယ်လဖျားရှိတယ်ပြဿနာတွေရှိတယ်မကြောက်နဲ့စစ်ပွဲတွေနေရာတိုင်းလူလိုမှရှိတယ်မကြောက်နဲ့ငါမင်းနဲ့သူရှိတယ်ငါဟာမင်းရဲ့အကောက်ွယ်ဖြစ်တယ်ငါဟာမင်းရဲ့ဦးကောင်းဖြစ်တယ်မင်းဟာငါကိုခန္ဓာဖြစ်တဲ့အတွက်ကြောင့်ဘယ်ရန်သူမှမင်းမနှောင့်ယှက်နိုင်အောင်ငါအကုန်လုံးတာဝန်ယူတယ်အေမနွယ်လဖျားငါဖြစ်တယ်လို့ထာဝရဘုရားကမိန့်မာထားတယ်အဲကြောင့်မစိုးရိမ်နဲ့မကြောက်နဲ့ဆိုတာပထမဦးဆုံးယေရှုပြုခြင်းတော်သူရဲ့စကားဖြစ်တယ်ဘယင်တကာတို့ရဲ့ဘယင်အသင်ကိုမကြောက်နဲ့လို့ဖော်ပြထားတယ်ပြီးတော့မှဘာပြောသေးလဲတင်ရဘာယောနသန်နဲ့ငါဒီတင်၌ဆက်ဆက်ယေရှုပြုအောင်မယ်ယောနသန်နဲ့ငါပြင်ရင်ပြုတ်ထားတယ်အဲကြောင့်ငါမင်းကိုယေရှုပြုအောင်မယ်ယနေ့ယေရှုခရစ်တော်ရဲ့အသွေးတော်ပြင်ရင်အသွေးဖြစ်တယ်ခရစ်တော်နဲ့ငါပြင်ရင်ပြုတ်ထားတယ်အဲဒါကြောင့်မင်းကိုငါယေရှုပြုမယ် praise the lord ဖယားသခင်ကကျွန်တော်တို့ကိုယေရှုပြုခြင်းနဲ့ထာဝရဘုရားဖြစ်တယ်ဘယ်လိုယေရှုပြုမှာလဲတဲ့ဖို့ရှောလူပိုင်တမျှတော့မိကိုငါပြန်ပေးမယ်ဖိုးပွားပိုင်မိဒီအကုန်လုံးပြန်ရမယ်အရာအားလုံးကိုကျွန်တော်ပြန်ပြီးတော့ပိုင်ဆိုင်ခွင့်ဘုရားသခင်ကပေးထားတယ်စာတာနာခိုးယူတယ်အဲကြောင့်ယောဟန်ခန်းကြီး30ခန်းငယ်30မှာတကူရီခိုးခြင်းတတ်ခြင်းဖြတ်စေးခြင်းငါလာတယ်စာတာနာမေရန်ခိုးဖို့တတ်ဖို့ဖြတ်စေးဖို့လာတယ်ဒါပြင်မဲ့ကျွန်တော်အားလုံးသိထားရမှာကယေရှုခရစ်တော်ကအသက်လွတ်ယုံမြမကအထူးသဖြင့်သူ့ရဲ့သူတွေအသက်နဲ့ချမ်းသာကြွယ်ဝဖို့ယေရှုခရစ်တော်လာတယ်အဲဒါခရစ်တော်လာတာယေရှုပြုဖို့လာတာကြွယ်ဝတဲ့တက်တာမိတ်ဆွေနဲ့ကျွန်တော်ပိုင်ဆိုင်ဖို့ခရစ်တော်လာတာအဲဒါအပိကနေကဲတဲ့ယုံနဲ့ပြီးရောဆိုတာမျိုးမဟုတ်ဘူးချမ်းသာကြွယ်ဝတဲ့တက်တာကိုပေးဖို့ယေရှုခရစ်တော်လာတာအဲ့ဒီအတွက်ယေရှုတော်ချီးမွမ်းတယ်အာမင်အဲဒါကြောင့်ရှောလူပိုင်ဆိုင်သမျှအကုန်လုံးငါမင်းကိုပြန်ပေးမယ်ရှောလူဆိုတာလည်းဘယင်ပဲအဲဒါကြောင့်သူ့ရဲ့နန်းတော်ရှိမယ်သူ့ရဲ့အိမ်ရှိမယ်သူ့ရဲ့ခန်းနေအမတမလာပါတဲ့ဆွေစပွဲတွေဆွေထိုင်ခုံတွေရှိမယ်ရှောလူပိုင်ဆိုင်ထားတဲ့မိကွက်တွေသူ့ရဲ့အိမ်ယာမီတွေအကုန်လုံးတခုမှကျအကုန်လုံးသူ့ကိုပြန်ပေးမယ်အဲ့ဒါယေရှုပြုတာအဲကြောင့်စာတန်ခိုးယူသမျှယေရှုခရစ်တော်ကပြန်ပေးတဲ့အခါကျရင်အဲ့ဒါကယေရှုတော်ဟာတင့်ရဲ့မျက်စိအဖြစ်မြင်ရတော့မယ်မြင်တွေ့နိုင်တဲ့ယေရှုတော်ဖြစ်တယ်အဲကြောင့်ဘုရားသခင်ကတင့်ကိုယေရှုပြုခြင်းတယ်ဘယ်လိုမျိုးယေရှုပြုခြင်းတာလဲအတိတ်ကာလမှာစာတန်ကတင့်ရဲ့ကျမ်းမာခြင်းကိုခိုးတယ်စာတန်ကတင့်ရဲ့ချမ်းသာကြွယ်ဝခြင်းကိုခိုးတယ်တင့်ရဲ့ငြိမ်သက်ခြင်းကိုခိုးတယ်တင့်ရဲ့အသက်ရှင်ခြင်းကိုစာတန်ကခိုးဖို့နည်းမျိုးစုံနဲ့ကြိုးစားအဲ့ဒါဒီအကုန်လုံးယေရှုခရစ်တော်ဖြစ်လက်ဝါးကတိုင်းမှာကျွန်တော်ပြန်လဲရရှိပြီဟာလေလုယာသူအမှုပြီးပြီလို့ကြီးညာထားတယ်ယနေ့ယေရှုခရစ်တော်ကမိတ်ဆွေအတွက်ကျွန်တော်အတွက်အကုန်လုံးလှုပ်ဆောင်ခဲ့ပြီးပြီပြန်ပေးတဲ့အမှုလဲသူကပြီးသွားပြီထို့နောက်မှာကျမ်းစာပြည့်စုံစေခြင်းကအမှုရှိသမျှကုန်စင်ပေးဒီကိုတည်တော်မူလျင်ယေရှုခရစ်တော်ကအမှုရှိသမျှကုန်လုံးပြီးသွားပြီဆိုတာသိတယ်နောက်မှာသူကဘာကြွေးကြော်လဲအမှုပြီးပြီလှုပ်ဆောင်ပေးပြီတင်တော့မကြောက်နဲ့တော့ငါမင်းတို့အတွက်လှုပ်ဆောင်ခဲ့ပြီးပြီဘာမှစိတ်မပူနဲ့တော့ငါမင်းတို့ရဲ့အဖေဖြစ်တယ်ဟာလေလုယာငါကဘယင်ဖြစ်တယ်ငါကယစ်ပရောဟက်ကြီးဆုံးဖြစ်တယ်ငါက prophet ဖြစ်တယ်ငါကမင်းတို့ရဲ့ဦးကောင်းဖြစ်တယ်မင်းတို့ငါရဲ့ကိုယ်ခန္ဓာဖြစ်တယ်ဤလောကမှာပင်လင်တင်တို့ဟာငါနဲ့သူ့တော်လူပုဂ္ဂိုလ်တွေဖြစ်တယ်ငါရဲ့ပုံတရံဖြစ်တယ်ငါရဲ့သွေးသားဖြစ်တယ်အဲဒါကြောင့်မကြောက်နဲ့တော့ငါမင်းတို့ကိုတာဝန်ယူနိုင်လို့ခေါ်တာအဆဆရာမှာတာဝန်ယူနိုင်လို့ခေါ်တာဆိုမှယေရှုခရစ်တော်ကမိန့်မှာထားတယ်အဲဒါကြောင့်စောလူပိုက်ဆိုင်သမျှငါပြန်ပေးမယ်တင်းနီညီတိုင်းအစင်ငါစပွဲ၌စားရမယ်ဟုဆိုတော့ဘယင်းရဲ့စပွဲထဲမှာဘာမှမထိုက်တန်မဲနဲ့ချီမတန်မစွန်းဘာပညာရည်ချင်းမှလည်းမရှိသူများကတဏှာရတွားချင်တဲ့ခါကျရင်သူ့ကိုတဲတွားလိုက်ခေါ်တွားလိုက်လက်တွဲလိုက်မလိုက်နဲ့လုံရတဲ့ Mephibosheth ဟာအခုဘယင်းရဲ့နန်းတော်ထဲမှာစားတော့ခွင့်ဘုရားသခင်ကပြင်ဆင်ပေးတယ်အဲ့ဒါယေရှုပြုခြင်းဒါကြောင့်ဘယင်းရဲ့နန်းတော်ရောက်ဖို့ Mephibosheth ကဘာလုပ်လဲဘာတခုမှမလုပ်ဘူးသူအဖေဇောနတန်နဲ့ပြင်ရင်ပြုတ်တဲ့အတွက်ကြောင့်သူကကောင်းကြီးခံစားရတာယနေ့မိတ်ဆွေနဲ့ကျွန်တော်ကဘာတခုမှမလုပ်ရင်လဲယေရှုခရစ်တော်ရဲ့အတွေ့ပြင်ရင်အားဖြင့်မိတ်ဆွေနဲ့ကျွန်တော်လဲဖယားသခင်ရဲ့ကြီးစိုးပြုခြင်းကိုခံရမယ်သူဖြစ်တယ်အမြင်ဆုံးတော့မျက်နှာตาရတော့သူဖြစ်တယ်အဲ့ဒီမျက်နှာตาထဲမှာဝမ်းမြောက်ပျော်ရွှင်စွာအသက်ရှင်သွားလာလို့ရှာမဲ့သူတွေဖြစ်တယ်ဒါကြောင့်ယနေ့ Mephibosheth ကနန်းတော်ထဲမှာရောက်သွားတော့ဘယင်းရဲ့သားကဲတော့စားတယ်တဲ့ဟာလေလုယာအကောင်းဆုံးသောစားစာကိုသူကစားရတယ်အကောင်းဆုံးသောဆွေစပွဲအကောင်းဆုံးသောဆွေထိုင်ခုံပေါ်မှာထိုင်ရခါရဲအိမ်မက်တော်မှာမမက်ဖူးတဲ့အရာအားလုံးသူယနေ့ရရှိတယ်ဒီကနေ့ယေရှုနာမ၌ငါ prophet ပြုခြင်းနဲ့မိတ်ဆွေရဲ့တက်တာမှာလဲထူခဲ့တော့တခါမှမစင်စားဘူးတဲ့ကောင်းကြီးမင်္ဂလာကိုဖယားသခင်ရဲ့မျက်နှာသားဖြင့်
စီစနေပြီမိတ်ဆွေရကြွယ်ဝတော့တက်တာကိုပိုင်ဆိုင်နေပြီယုံကြည်ပါအခုခံယူပါဖယားသခင်ကတင့်ရဲ့တက်တာမှာအောဖွင့်နမိတ်လက္ခဏာပြုတ်နေပြီဆိုတာငါယေရှုနာမနဲ့ prophet ပြုတ်ပါတယ်အဲကြောင့်ယနေ့ကျွန်တော်တို့အရောက်တိုင်းယောနသန်ကဲ့သို့ဖြစ်တယ်အပြစ်တစ်ခုကြောင့်ခြေမတန်မစွန်းတော့သူကဲ့သို့ဖြစ်တယ်ရာတီဦးတို့အချီနီကြောင့်နိုင်ငံကြီးရဲ့ချီနီကြောင့်ကျွန်တော်လမ်းမလျှောက်နိုင်တော့တဲ့သူဖြစ်ပေမဲ့ကျွန်တော်ရှိတဲ့နေရာမှာဂျေဇုပြုတ်ခြင်းနဲ့ထာဝရဘုရားယနေ့အသက်ရှင်တယ်အမတန်မှမိတ်ဆွေနဲ့ကျွန်တော်ကိုချစ်တဲ့ထာဝရဘုရားဖြစ်တယ်အရောက်တိုင်းပေါ်၌ကယ်တင်ခြင်းကောင်းချီးမင်္ဂလာတက်ရောက်ပါစေအာမင်